ဒါပေမဲ့ဒီစားတောင်းဆိုင်မှာလျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဒီမှာရှိတဲ့နတ်ဖျားတွေဟာတာမန်အစာကိုစားတာမဟုတ်ပဲလူသားတွေရဲ့အမှတ်တရတွေကိုစားသုံးကြတာပဲဖြစ်ပါတယ်။ရှောင်းမေဟာစပွဲပေါ်ကဝင်းလက်နေတဲ့အစားအစာတွေကိုစားဖို့ပြင်လိုက်တဲ့အချိန်မှာပဲကြောင်နဲ့ကြီးကသူမကိုတတိပေးလိုက်တယ်။တတိထားပါရှောင်းမေအကယ်လို့မင်းဒီကအစားအစာတွေကိုစားလိုက်ရင်မင်းရဲ့အတိတ်ကအမှတ်တရတွေအားလုံးကိုပေးဆက်ရလိမ့်မယ်။မင်းရဲ့အိမ်ကိုပြန်မဲ့လမ်းကိုလည်းမင်းမိသွားလိမ့်မယ်။ရှောင်းမေဟာသူမရဲ့မိသားစုနဲ့တငယ်ချင်းတွေကိုတတိရသွားပြီးတုံဆုတ်သွားခဲ့တယ်။သူမဟာအိမ်ကိုပြန်ဖို့ပဲဆုံးဖြတ်လိုက်ပြီးတိမ်ပေါ်ကလှေကားထစ်တွေအတိုင်းအောက်ကိုအမြန်ဆုံးပြေးဆင်းလာခဲ့ပါတော့တယ်။ရှောင်းမေဟာသူမပထမဆုံးစတက်လာခဲ့တဲ့စိမ်းလန်းတဲ့တောင်ကုန်းလေးပေါ်ကိုပြန်ရောက်လာခဲ့ပါတယ်။အရာအားလုံးဟာပုံမှန်အတိုင်းပါပဲ။ဒါပေမဲ့သူမရဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့သူမသိထားတဲ့အရာအားလုံးပြောင်းလဲသွားခဲ့ပါပြီ။သူမရဲ့အိမ်လေးဟာဟောင်းလွမ်းဆွေးမြေ့နေပြီးနှွေပင်တွေဖုံးလွှမ်းနေတယ်။သူမမှန်ထဲမှာကိုပြန်ကြည့်လိုက်တဲ့အခါသူမဟာ10နှစ်အရွယ်ကောင်မလေးမဟုတ်တော့ပဲအသက်ကြီးရင်နေတဲ့အမျိုးသမီးကြီးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။တိမ်ပေါ်ကစားတောက်ဆိုင်မှာသူမကုံဆုံးခဲ့တဲ့မိနစ်ပိုင်းလေးဟာကဘာမီပေါ်မှာတော့နှစ်ပေါင်း90ကြာမြင့်သွားခဲ့တာပါ။သူမဟာဘာမှမစားခဲ့ပေမဲ့အဲ့ဒီနေရာကအချိန်တွေကသူမရဲ့ဘဝတစ်ခုလုံးကိုခိုးယူသွားခဲ့ပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့သူမဟာတိမ်တိုက်တွေရှိရာကောင်းကင်ကြီးကိုပဲဝမ်းနည်းစွာနဲ့မော့ကြည့်နေပါတော့တယ်